တပည့်တော်တို့မျိုးကြီးပြကြီးကပြန်လာတာဖေရမျိုးရောက်တော့တစ်သီးလေးအထူးဆန်းတွေ့တာနဲ့အဲ့ဒါဆရာတော်ဘုရားကိုဥဥဖြာဖြာကတ်ကျင်တာနဲ့တကူးတကကိုမျိုးအဝယ်လာခဲ့ရတာဖေရဖရာတရားတန်ခါမိပါစေအနန္တောအနန္တ၅ပါးကိုမမေ့ဘူးဆိုတော့တကယ်မုံမြတ်ပါပဲတဲ့ကိုကြီး ဓမ္မဖေရ မြို့ကတကူးတကဝဲလာတယ်ဆိုတော့ဘာသီးတော့ အဲ့ဘာသီး ကောက်သီး အော်ကောက်သီးတယ်ဖေရကောက်သီးတယ်ဒီမှာဖေရဒီမှာဖေရ တပည့်တော်တို့ကလေဟိုဈေးထဲကိုရောက်တဲ့အခါကျတော့အဲ့ဒီသီးတွေကိုထူးဆန်းနေတွေ့ရနဲ့အရှင်ဘုရားကိုဖုံးပေးစေခြင်းလို့ဝယ်လာတာဗျ ဟုတ်တယ်ဖေရ အတီးကအထူးဆန်းဖြစ်နေတာဘာသီး ကောက်သီးတယ်ဖေရကောက်သီးတယ်ဓမ္မဖေရ ဒါကိုဖုံးကြီးကဘယ်လိုဖုံးပေးရမှာတော့ အဲ့ဒါလေတပည့်တော်တို့ကမေးခဲ့ပါဘူးဗျာဈေးတယ်ကိုတပည့်တော်ဒါပါလဲလို့မေးပြီးတော့ तू ကောက်သီးတယ်ဗျာ तू ကောက်သီးဆိုတာနဲ့တပည့်တော်ကလည်းအဲ့ဒါဆရာတော်ဘုရားမျက်နှာကိုပြေးမြင်တာအဲ့ဒါနဲ့တပည့်တော်လည်းဝယ်လာခဲ့တာဗျာ ဟိုတပည့်တော်ကတော့လေဟိုဘလို့စားရလဲလို့မေးမလို့ဗျာဒါပေမဲ့လို့တပည့်တော်တို့မေးလိုက်လို့ရှိရင်ဟိုတပည့်တော်တို့ထုံလာအားလာလို့ဒီမှာဆိုလို့ဗျာမေးပဲဒီတိုင်းဝယ်လာလိုက် မေးပါဦးမမေးပါဘူး အာတကအတီးကမမဲ့သေးဘူးနဲ့တူတယ် တပည့်တော်လည်းစမ်းကြည့်တယ်ဗျာနည်းနည်းမာသေးတယ်ဟာဒီတိုင်းစားလို့မရတော့ဘူးတင်တယ်ဗျာ ကပ္ပိယကြီးရောဒီအတီးကိုအိုးနဲ့ထည့်ပြီးချက်ထားလိုက်စမ်း